ကဲအားလုံးပဲမင်္ဂလာပါဗျမင်္ဂလာရှိတဲ့နေ့လည်ခင်းလေးဖြစ်ပါသေးအားလုံးပဲမင်္ဂလာပါနော်ကဲအားလုံးရဲ့ကိုလင်းရဲ့ဒုတိယလက်ကြီးလင်းဆိုတဲ့ YouTube channel ကနေပြီးတော့ကိုကမအားလုံးကိုပြန်လည်ပြီးတော့နေရတာနဲ့ကြိုဆိုလိုက်ပါတယ်အားလုံးပဲမင်္ဂလာပါနော်ကိုလင်းရဲ့ channel ကိုခုမှတွေ့တဲ့သူခုမှမြင်တဲ့သူက channel လေးကို subscribe နေပြီးသားပါနေပြီးသားကိုဒီမတွေကလည်းလက်မလေးပေးလို့ရတဲလေးပေးလို့ရနော်ဗီဒီယိုလေးကိုလည်းမရေးမကြော်ဘဲနဲ့တေချာလေးပြီးဆုံးအောင်ကြည့်ပြီးဖို့အားလုံးကိုမေတ္တာရက်ခံပါတယ်ခင်ဗျာအားလုံးပဲမင်္ဂလာပါနော်ကဲကျွန်တော်ဒီမနက်ကတော့ဂျာတာပင်းနေမနက်ကတော့ဒါကျွန်တော်လေးကိုဝမ်းကြီးနဲ့ပဲ96တော့မပါဘူးပေါ့ဗျာနော်90 93 95 9ခွန်ဆိုတော့လေနော်96တော့မပါဘူးနော်6ကလည်းလွန်ပါတယ်ဗျာအဲ6ကိုဒါမုန်းတယ်ဗျာနော်နော်အဲ့ဒါကြောင့်မလို့ဒါ96တော့မပါဘူးပေါ့ဗျာနော်နက်ခတ်ပြီးတော့နက်ခတ်တွေထပ်ထွက်နေရနော်35ထွက်ထားတယ်53ထွက်ထားတယ်ဒီ96ထပ်ထွက်တယ်ပေါ့နော်နက်ခတ်ထွက်လိုက်3ညပရိတ်ထွက်လိုက်ဒါပဲထွက်နေနော်အဲ့ဒါကြောင့်မို့ကျွန်တော်တို့ကြာတာပေးညနေ4နာရီခွဲလေးကိုကျွန်တော်တို့သွားကြမယ်နော်အဲ့ဒါလေးမသွားခင်ကျွန်တော်ပြောချင်တာတကူကတော့လာမယ့်ဘက်မှာဖောင်းရက်ပိတ်ရက်လုံးဝမရှိပါဘူးနော်လာမယ့်ဘက်မှာဖောင်းရက်ပိတ်ရက်လုံးဝမရှိပါဘူးခင်ဗျာနော်အဲ့ဒါကြောင့်မို့ဖောင်းရက်ပိတ်ရက်လုံးဝမရှိဘူးဖြစ်တဲ့အတွက်မလို့ကျွန်တော်မိတ်ဆွေတွေအားလုံးကနေပြီးတော့ကိုလင်းရဲ့ဒါလေးလုံးခွေဆိုတာကနန်း6ခွက်ထဲထိုးရတယ်နော်လေးလုံးခွေကိုဖြုံးမဲ့သူတွေနော်သူကတော့အင်္ဂါမကြော်တာများတယ်ဗျနော်လေးလုံးခွေရလေအင်္ဂါမကြော်တာများတယ်ဗုဒ္ဓုံးလေးတောင်တော့မရောက်ဘူးနော်အဲ့ဒါကြောင့်မလို့အင်္ဂါမကြော်တာအောင်များတယ်အဲ့ဒါကြောင့်မလို့လေးလုံးခွေကိုဖြုံးမဲ့သူတွေလာမယ့်ဘက်မှာဖောင်းရပေးရမရှိဘူးနော်ဖောင်းရပေးရမရှိရင်လက်မကြီးနဲ့ကွက်တီပဲနော်အဲ့ဒါကြောင့်မလို့နော်ဖောင်းရပေးရမရှိဘူးဖြစ်တဲ့အတွက်မို့ဒီနေ့ကင်းကစပြီးတော့ကျွန်တော်ကိုလင်းရဲ့ဖုန်းလေးဆက်ဖွင့်လိုက်ပါပြီနော်ဟုတ်ပြီလားကိုလင်းရဲ့ဖုန်းနံပါတ်ဒီ3996101026ပဲ399981688653နော်အဲ့ဖုန်းလေးတွေကိုကျွန်တော်အခုဒီဗီဒီယိုရဲ့ comment ထဲမှာလည်းကျွန်တော်ပင်ထောက်ပေးမယ်နော်ဒီဗီဒီယိုရဲ့ comment ထဲမှာလည်းကျွန်တော်ပင်ထောက်ပေးမယ်ကျွန်တော်အကောင့်နေလည်းကျွန်တော်အကောင့်တိုင်းကနေလည်းကျွန်တော်ပို့တင်ပေးထားပါတယ်နော်ကျွန်တော်အကောင့်နေလည်းကျွန်တော်ပို့တင်ပေးထားပါတယ်ပေါ့နော်နောက်တစ်ခုကလည်းကျွန်တော်အကောင့်နေလည်းကျွန်တော်ပို့တင်ပေးထားပါတယ်နော်လာမယ့်ဘက်မှာဖောင်းရပိတ်ရက်လုံးဝမရှိပါဘူးခင်ဗျနော်ကျွန်တော်ကောင်းနေလည်းပို့တင်ပေးထားပါတယ်24ရက်မှ26ရက်နေ့နော်ဗုဒ္ဓဦးမကျော်၄လုံးခွေနော်ဒီလိုလေးပို့တင်ပေးထားပါတယ်နော်ကဲအဲ့ဒါကြောင့်မို့ကျွန်တော်မိတ်ဆွေတွေအားလုံးကနေပြီးတော့ဒီနေ့ကင်းကစပြီးတော့ကျွန်တော်ကိုလင်းရဲ့ဖုန်းလေးဆက်ဖွင့်ပေးထားပါတယ်ကျွန်တော်ကောင်းနေလည်းကျွန်တော်ပို့တင်ပေးထားတယ်ကျွန်တော်ဒီဗီဒီယိုရဲ့ comment ထဲမှာလည်းဖုန်းနံပါတ်ကိုပင်ထောက်ပေးမယ်ပေါ့နော်ဟုတ်ပြီလားဒါလေးဥစားပထမပြောချင်ပါတယ်နော်ကဲကျွန်တော်ဒီမနက်ကတော့ဒါလီကိုဝန်းကြီးနဲ့ပဲ okay တယ်ပေါ့ဗျာအောက်ကတော့မမိဘူးเนาะဘယ်မိမလဲဗျာနက်ခတ်တွေလိမ့်ထွက်နေတဲ့ဟာကိုเนาะကဲအဲ့တို့ကြောင့်မို့ကျွန်တော်တို့ကြာတာပေးညနေ4နာရီခွဲလို့ကျွန်တော်ထပ်သွားမယ်เนาะအဲ့တို့ကြောင့်မလို့ဗီဒီယိုလေးကိုမေးမကြော်ပဲတေချာလေးပြီးဆုံးအောင်ကြည့်ပြီးဖို့အားလုံးကိုမေတ္တာရက်ခံပါတယ်เนาะမေတ္တာရက်ခံပါတယ်ဆိုတော့အဖွဲ့ဝင်တွေကတော့ကျွန်တော်ရဲ့ဒါအခွေလေးလုံးခွေလေးကိုထပ်ထိုးထားစေခြင်းတယ်နော်ဟုတ်ပြီလားထပ်ထိုးထားစေခြင်းနောက်တစ်ခွက်လောက်တော့ကျွန်တော်ထွက်အောင်မလို့ကျွန်တော်တွေ့တယ်ဒီမနက်ထွက်ရမှာဗျာနော်6ကိုမလို့နော်တပွင်တိုးရင်တော့ကိစ္စပြတ်နေပြီနော်အဲ6ကရှုပ်နေတာဆိုပဲနော်အဲကျွန်တော်ရဲ့ဒါဒီမနက်တော့ဒါစိန်မာစတာကြီး646ကအပီးပြီးသွားတာဗျာနော်စိန်မာစတာကြီး646ကအပီးပြီးသွားတာနော်ခဲတယ်မို့ကျွန်တော်တို့ကြာတာပဲညနေ4နာရီခွဲလေးကိုကျွန်တော်ထပ်သွားမယ်ဗျာနော်ကကြာတာမေးညနေ4နာရီခွဲလေးကိုကျွန်တော်ကိုင်မယ်ဝမ်းချင်းလေးကတော့4ခွန်ဝမ်းချင်းဖြစ်ပါတယ်နော်ကြာတာမေးညနေ4နာရီခွဲကိုကျွန်တော်ကိုင်မယ်ဝမ်းချင်းလေးကတော့4ခွန်ဝမ်းချင်းဖြစ်ပါတယ်4ခွန်ဝမ်းချင်းမှာကျွန်တော်ကိုလည်းကနေ4နဲ့ပတ်သက်လာရင်ဘာလေးကြိုက်လဲဆိုရင်4145 46 4ခွန်နော်4နဲ့ပတ်သက်လာရင်ဘာလေးကြိုက်လဲဆို4145 46 4ခွန်နော်ဝမ်းချင်းက4ခွန်4နဲ့ပတ်သက်ရင်4145 46 4ခွန်ခွန်နဲ့ပတ်သက်ရင်ခွန်1ခွန်5ခွန်6ခွန်9နော်ခွန်နဲ့ပတ်သက်ရင်ခွန်1ကဲခွန်9ရယ်ခွန်6ကဲခွန်9ရယ်နော်ဒါခွန်နဲ့ပတ်သက်တဲ့ကဏ္ဍ4နဲ့ပတ်သက်တဲ့ကဏ္ဍကဲအဲ့ဒါပြီးရင်ကျွန်တော်အကြိုက် main တင်ကွက်ပြောမယ်နော်ကဲကျွန်တော်အကြိုက် main တင်ကွက်ကတော့83ရယ်84ရယ်9နှစ်ကဲဖြစ်ပါတယ် main တင်ကွက်နော်83 84ရယ်84ရယ်9နှစ်ကဲကတော့ main တင်ကွက်ဖြစ်ပါတယ်နော်ဟုတ်ပြီလားကဲအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာအားလုံးပဲလာမယ့်ဘက်မှာဖောင်းရပိတ်ရမရှိဘူးဖြစ်တဲ့အတွက်မလို့ဒီနေ့ကင်းကစပြီးတော့ကျွန်တော်ဖုန်းတွေဆက်ဖွင့်ပေးထားပါပြီဖုန်းဝင်လူဟောင်းတွေနောက်တစ်ပတ်ကိုပြန်ဝင်လို့ရပြီလူသစ်တွေလည်းဒါပြန်ဝင်လို့ရပြီပေါ့နော်ဟုတ်ပြီလားကဲအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာအားလုံးမတက်တာပါ
တက်တာပါနော်ဒီဘက်ဆိုတော့ဒါ break ပေးတာ break က2ကွက်လောက်ထွက်တယ်ပေါ့ဗျာကျွန်တော်ရဲ့ break ကတင်ကွက်ကို break ထွက်တယ် free ပတ်ဒီပုံစံမျိုးနဲ့ပေးတဲ့ကိုကလည်းအင်္ဂါမကျော်မှာခွတ်ထွက်တယ်နော်အဖွဲ့ဝင်အခွေလဲထွက်တယ်နော်ဖောင်းရဲ့ပိတ်ရဲ့မရှိလို့ရတော့ဗျာတနာတယ်လို့ပြောလိုက်နော်ဟုတ်ပြီလားဖောင်းရဲ့ပိတ်ရဲ့ရှိရင်တော့နည်းနည်းစိုက်ပြတ်တာတွေပါလို့ရှိတာပေါ့ဗျာနော်အားကြောင့်လာမယ့်ဘက်မှာလည်းဖောင်းရဲ့ပိတ်ရဲ့မရှိပါဘူးအဲ့ဒါကြောင့်မလို့အကောင်းဆုံးနေလုပ်ပေးမှဖြစ်တတ်မလို့ဖြုတ်မဲ့သူတွေကဒီနေ့ကင်းကစပြီးတော့ကျွန်တော်ဖုန်းလေးဆက်ဖွင့်ပေးထားပါပြီဟုတ်ပြီလားကဲအားလုံးကျေးဇူးတင်ပါတယ်ခင်ဗျအားလုံးမတက်တာပါအားလုံးပဲည9:00ထိုးဗီဒီယိုမှာကျွန်တော်ပြန်ဆောင်ကြမယ်အားလုံးကျေးဇူးတင်ပါတယ်ခင်ဗျအားလုံးမတက်တာပါ